ဒီဗီဒီယိုကြည့်နေတဲ့လူငယ်နဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အတွေ့အကြုံကျွန်တော်တို့ရဲ့လေးလာတင်ယူမှုတွေကိုထိရောက်စွာအသုံးချလို့ရမယ်နည်းလမ်းလေးတစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့မှတ်စုမှတ်ခြင်းဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ပညာရပ်တစ်ခုကိုလေးလာလိုက်တဲ့ဆိုပါတော့အဲ့ဒီတွေကကိုယ့်အတွက်အကျိုးရှိမဲ့အရာလေးတစ်ခုကိုတွေ့လိုက်တယ်အဲ့ဒီလိုအချိန်မှာကျွန်တော်တို့ကစာရွက်ပေါ်မှာဖြစ်စေဒါမှမဟုတ်ဖုန်းထဲမှာဖြစ်စေဒါမှမဟုတ် social media မှာဖြစ်စေပြန်လည် share လုပ်ရင်းနဲ့နောက်တင်မှတ်ခြင်းကကျွန်တော်တို့ဘဝအတွက်များစွာအထောက်အကူဖြစ်ပါတယ်ဥပမာမိတ်ဆွေကပညာရပ်တစ်ခုကိုလေ့လာလိုက်တယ်ကိုယ်နဲ့သက်ဆိုင်တဲ့ပညာရပ်တစ်ခုကိုရလိုက်တယ်တစ်ချိန်တည်းမှာပဲအဲ့ဒီပညာရပ်ကိုကျွန်တော်တို့ကပြန်လည်အသုံးချဖို့အတွက် video recording တစ်ခုလုပ်ထားတယ်ဒါမှမဟုတ် note-taking တစ်ခုလုပ်ထားတယ်ဆိုရင်မိတ်ဆွေနောက်တစ်ချိန်မှာလိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့အသုံးချလို့ရမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကလည်းမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ထပ်ညဝေချခြင်းတဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာရေးခတ်ပေးလို့ရပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါတယ်အားလုံးပဲbye bye